မလေးရှားမှာအိုသမားတွေအတွက်ဘန်ကတ်လုပ်လို့ရလားဆိုတော့ဒီအနီရောင်ဘန်ကတ်ကိုတော်လုပ်လို့ရတယ်ဘန်ကတ်နာမည်ကို comment မှာရေးခဲ့ပေးမယ်နော်အသေးစိတ်ကိုလည်းပြောပြပေးအောင်မယ်နော်ဒါတွေကကြတော့သူကပတ်စံထုတ်တာနော်ပတ်စံသွင်းရင်လည်းသူကမေးပန်မှာပဲသွင်းရမယ်နော်ထုတ်တဲ့အခါမှာသူကြိုက်တဲ့ဘန်ထုတ်လို့ရလားတော့မသိဘူးမေးပန်မှာထုတ်မယ်ဆိုတော့ free တခြားဘန်မှာထုတ်မယ်ဆိုပတ်စံနှုတ်တယ်ပေါ့နော်ကဲဘာသာစာရွေးမယ်ပြီးရင်တော့ passport 6လုံးကိုတေချာထည့်ပါထည့်ပြီးတော့ပြီးဆိုရင်တော့ဒီဘက်တောက်က window ကိုနှိပ်လိုက်ပါချိုနှိပ်တယ်လို့မျိုးလိုက်ပြီးတော့နှိပ်ကြည့်ပါနော်စကားပြောတာမှားသွားရင်လည်း sorry ပါcontinue ကိုနှိပ်ပါ save account ကိုနှိပ်ပါပြီးတော့ကိုထုတ်မဲ့ငွေအမောက်ကိုနှိပ်ထည့်လိုက်ရင်ရပြီเนาะဒီကဝီဇာကဖြစ်တာဖြစ်တဲ့ကြောင့်မှုတ်တွေပါတယ်ဝယ်စားတာတို့ကတ်တွေနဲ့ပါတယ်နဲ့စီးရတဲ့အခါမှာစီးလို့လည်းရတယ် shopping lazada မှာဝယ်ရင်လည်းရတယ်เนาะပြီးရင်တော့ပတ်စံထုတ်လာပြီးဆိုရင်တော့ကတ်ကိုပြန်ထုတ်ဖို့မမေ့နဲ့เนาะဒီကတ်ကိုဘယ်လိုလုပ်လို့ရလဲဆိုတော့ကတ်ရဲ့နာမည်ကို grab မှာရိုက်ပြီးတော့ကိုယ်နဲ့နီးစပ်ရာရုံးမှာတွက်လုပ်လို့ရပါတယ်စာအုပ်အနီရောင်ကတ်ရှိတဲ့သူဆိုရင်ရတယ်တိုင်းရင်သားကတ်ရှိတဲ့သူတွေရတယ် UN ကတ်တမ